အားလုံးမင်္ဂလာပါကျွန်တော်တို့ဒီနေ့ဒီခမတချင်းကတော့ဘော်ရရီတောင်းဆိုထားတဲ့တချင်းပဲဖြစ်ပါတယ်ဆိုတော့အရင်ဆုံးတချင်းမှာပါတယ်ခေါ်လေးတွေပြပါမယ်